လက်ကျန်လေးရလေးတွေမှာဘသူ့ဘုံမှာမမုန်းပဲနဲ့ဘသူ့ဘောဘုံမှာအညို့အတိတ်အခါတတ်တာဘဝကိုဖတ်တဲ့ခြင်းမိမိရဲ့စိတ်ကိုအားချင်းစင်ပြရမယ်မိမိရဲ့စိတ်ကိုမြင်မှန်းစေပြရမယ်ဆိုရင်ဘဝကရှောင်ကျဉ်တော့ကြိုးစားနေတဲ့ရွယ်တစ်ခုရောက်လာပြီဆိုရင်အရင်ကလိုခုဆိုရင်အရင်ကတည်းကစိတ်ဓာတ်တစ်ခုဆိုရင်ခံစားရတဲ့စိတ်ဓာတ်အရင်ဆုံးပြုပြင်ပြောင်းလဲကြည့်ပါဒေချာနေစွာနေတဲ့ဘာသာရေးတွေကိုအရင်ကတည်းကလုပ်ဖြစ်အောင်ချိန်ပြီးတရားနဲ့များတာချိန်ပြီးဒီလိုတော့ဘဝကိုလုပ်လာချင်စိတ်ဓာတ်ကောင်းခြင်းစိတ်ဓာတ်ကောင်းခြင်းစီစဉ်ဥစ္စာအားရှိတယ်စီစဉ်ဥစ္စာအားရှိတယ်ဒီလိုမျိုးဆိုရှိတယ်ရှိပြီးကုသိုလ်ကောင်းမှုမရှိပြန်ရင်လည်းဒီတဘဝတော့ပဲချမ်းသာနိုင်တယ်စိစိဥစ္စာတွေလည်းရှိမယ်ကုသိုလ်တွေလည်းရှိနေမယ်ဆိုရင်ဒီဘဝတည်းမကဘဝပေါင်းများစွာကောင်းကျိုးချမ်းသာတွေနဲ့ပြည့်စုံရပါလိမ့်မယ်ဒါကြောင့်ကိုယ့်ဘဝရဲ့ကြံနေတဲ့လက်ကျန်လေးရလေး